အားလုံးပဲမင်္ဂလာပါရှင်ခုလိုမိုးရွံကာလလေးမှာပဲရတတ်တဲ့ဖားလေးတွေဒီနေ့ဝယ်ပြီးတော့ကြော်စားဖြစ်ပါရဲ့ရှင်ထမဆုံးအနေနဲ့ရေဆေးတန့်စင်ပြီးတာဖားလေးတွေကိုစားဟင်းခတ်မုတ်အချုံမုတ်နနောမုတ်တမရရည်စားတာလေးတွေနဲ့နယ်နှက်ပြီးတော့ကဲမှာဖြစ်ပါတယ်ဖားကိုမကဲမဲနဲ့ဒီတိုင်းလဲကြော်လို့ရပါတယ်ရှင်ကဲပြီးမှကြော်တာကတော့တောင်းတောင်းတင်းတင်းလေးနဲ့ကြော်တဲ့အခါမှာကျိုးတာကြေတာလည်းနည်းပါတယ်ရှင်စားတဲ့အခါမှာလည်းပို့ပြီးတော့မွှမွှေးလေးနဲ့စားလို့ကောင်းပါတယ်ရှင်ခုလိုမျိုးဖားလေးတွေကိုကံမို့အသက်နေထားပြင်ပြီးပြီဆိုရင်တော့မီးကြီးရဲရဲလေးပေါ်မှာကင်ပေးထားလိုက်ပါတယ်ဟိုဘက်ဒီဘက်တစ်ဖက်တစ်ချက်လှန်ပြီးတော့ကင်ပေးထားလိုက်ပါတယ်ဖားကိုအရင်ကြွအောင်ကင်စရာမလိုပါဘူးရှင်တော့ကနှဲနှက်ထားတဲ့အရေးလေးတွေခမ်းပြီးတော့6လေးဖြစ်ရင်ရပါပြီရှင်ခုလိုနေထားဆိုရင်တော့ရပါပြီစောကကင်ထားတဲ့ဖားလေးတွေကိုစားပြီးတော့ကြော်မှဖြစ်ပါတယ်ရှင်ဖားနယ်တော့ကနနွမ်းပါပဲမဲ့အယောင်လေးပိုလှအောင်လို့နနွမ်းလေးပါထပ်ထည့်ပေးလိုက်ပါတယ်ဖားလေးတွေကိုစိတ်ရှည်လက်ရှည်နဲ့ကျွတ်တဲ့အထိကြော်ပေးထားလိုက်ပါတယ်ရှင်ဖားလေးတွေကျွတ်ပြီးလို့ထည့်ရရင်တော့အနံလေးမွေးအောင်လို့ကြက်သွန်ပြူလေးလည်းခတ်ပေးထားလိုက်ပါတယ်ရှင်ပြီးရင်တော့ငရုတ်တီတောင်လေးတွေလည်းကြိုက်စားလို့ရအောင်ထည့်ပေးထားလိုက်ပါတယ်ဟိုရင်တော့ဖားချောချွတ်မွမွေးလေးရပါပြီရှင်အခုလိုမျိုးရိုးရှင်းလောက်ကူပြီးတော့နေ့စဉ်နေ့တိုင်းအိမ်မှာချက်စားနေကြဟင်းလေးတွေကိုပုံမှန်တင်ပေးတော့မှဖြစ်တဲ့အတွက် like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်ခုလိုအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်